အဇီဘသူလဲဆိုတဲ့မေကွန်ကိုဟက်ထရစ်နဲ့အဖြေပေးခဲ့အားလုံးမင်္ဂလာပါအင်ဝါ365ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာရှင်ပြိုင်ကစားမယ်မြောက်လန်ဒန်ဒါဘီမတိုင်ခင်မှာတော်တင်ဟန်နီးပြကြီးသောမတ်ဖရန့်ကပွဲကြိုအင်တာဗျူးမှာသတင်းတောက်တွေရဲ့အဇီအကြောင်းမေကွန်ကိုအဇီဆိုတာဘသူလဲဆိုပြီးတုံ့ပြန်ခဲ့ပါတယ်အဇီဟာနွေရာသီတုန်းကအာဆင်နယ်ကိုရောက်မလာခင်စပါးနဲ့အရင်ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်ပြောင်းရွှေ့ဖို့လဲခေါင်းညိတ်ပြီးကမှအာဆင်နယ်ကခေါ်ချင်တယ်ဆိုတဲ့အချိန်မှာအဇီလဲစပါးကိုညှင်းဆန်ပြီးအာဆင်နယ်ကိုချက်ချင်းပြောင်းရွှေ့သွားခဲ့ပါတယ်ဒီတော့သောမတ်ဖရန့်ဘာကြောင့်အဇီအပေါ်ဒီလိုပြောရတာလဲဆိုတာနားလည်ပြီးလို့တော့ရပါတယ်ဒါပေမဲ့ဒါကအဇီအတွက်တွန်းအားတစ်ခုဖြစ်လာခဲ့ပါတယ်အဇီယာသူ့ရဲ့လှုပ်ဆောင်နိုင်စွမ်းအစ်စ်တွေကိုသောမတ်ဖရန့်ရဲ့ရှေ့မှာထုတ်ပြခဲ့ပြီးသူ့ကိုမရလိုက်တာဆုံးရှုံးမှုတစ်ခုဖြစ်ကြောင်းနောင်တရစေခဲ့ပါတယ်အာဆင်နယ်ကလည်းအဇီရဲ့နိုင်ပွဲကိုအကောင်းဆုံးပံ့ပိုးပေးခဲ့ကြပါတယ်အာဆင်နယ်ကအဇီရဲ့ဟက်ထရစ်သွင်းကိုအပါအဝင်4-1နဲ့ချက်ဖကြီးတို့ကိုအနိုင်ယူပြီးမြောက်လန်ဒန်ကအနီရောင်ဖြစ်ကြောင်းပြသခဲ့ပါတယ်သောမတ်ဖရန့်ရဲ့အသင်းကလေကြီးတာကလွဲပြီးဂိမ်းပလန်ပါမလာတာကြောင့်ပွဲအတွင်းညင်းခုန်ရန်ဖြစ်တာ